当地的一个安置点，这个安置点呢，还是它是大概10来顶的一个帐篷，是那个我知道。它这个配置还是不错的，有我们的一个临时医疗点，有我们的一个有公共卫生的人员，现在我们国内疾控人员，也有我们的医疗人员，还有我们的护士。我们刚刚也了解了一下，目前没有腹泻病人，但是呢，老人跟小孩呢有少量的人有发烧的症状，通过一些医疗队的药品做一些治疗呢，现在基本得到了一个好转。病人出现腹泻、发烧的症状，一定要及时的报告和处理，而且我离防止蚊虫的叮咬。这下一个呢？秒一个。要负责项。那两个结果的话，都说明这一个水样它的消毒是合格的。ဝန်ကြီးဌာနတွေရှိတယ်ဒီမှာလေဝန်ကြီးဌာနဆိုသူဝန်ကြီးဌာနအလိုက်ဒါဆိုကျမ်းမာရေးပေါ့ဟိုဘက်မှာဆိုလည်းတခြားလူကေပြန်တဲ့လူမှုဝယ်တန်းပြန်လေနေရာချအဲ့ဒီမျိုးတွေပေါ့နော် education သူအစုလိုက်ပဲဝန်ထမ်းတွေမှာပြန်ပြီးတော့ထားတဲ့သဘောရှိတယ်စုပြီးတော့နေကြတာပေါ့စုပြီးတော့နေကြတော့ခုလောလောဆယ်ကျွန်တော်တို့ကခုလုပ်နေတာဒီဆရာကြီးကျွန်တော်တို့ရဲ့အဲ့ဒီနေရာတွေကို mobile team ထွက်တာကျွန်တော်တို့ကရှားတဲ့နားတဲ့သူတွေရှိတယ်။ဉာဏ်ကြီးစူးစူးဝါးဝါဖြစ်နေတာတွေဒါနေကျွန်တော်တို့ပြန်စစ်ဆေးပြီးမှပြန်စစ်တာ